အားလုံးပဲမင်္ဂလာပါရှင်။ The Kitchen Diary Channel နဲ့ကနေပြီးတော့ကြိုဆိုလိုက်ပါရယ်။ဒီနေ့လေးကတော့ခရမ်းသီးမီဖုတ်တုံလေးကိုတုတ်ပြပေးသွားမှာပဲဖြစ်ပါရယ်။ပထမအဆုံးအနေနဲ့ပေါင်ပစ္စည်းလေးရင်တော့ခရမ်းသီးမီဖုတ်ထားတဲ့ဟာလေးရဲ့နနပင်ငရုတ်သီးစိမ်းကျက်သွန်နီ3လုံးရေအနှင်းငယ်တို့ပဲလိုအပ်ပါရယ်။ပထမဦးဆုံးအနေနဲ့ထွာထားတဲ့ကျက်သွန်နီလေးကိုပလေးပိတ်လိုက်ပါမယ်။ပလေးလေးစိတ်ပြဆိုရှင်နော်ခုနကရေးထည့်ထားတဲ့ပကံလေးကိုခုနစိတ်ထားတဲ့ကျက်သွန်လေးကိုထည့်ပြီးတော့ခဏစိတ်ထားပါမယ်ကျက်သွန်လေးအားလုံးသိပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဖုတ်ထားတဲ့ခရမ်းသီးကိုဒီအပေါ်ကအမဲဖက်လေးပေါ့နော်ခွာပါမယ်အားလုံးခွာပြီးသွားပြီဆိုလို့ရှိရင်တော့အထက်ကခရမ်းသီးအနှစ်လေးတွေကိုပကံပြားတဲ့ကိုထည့်ပါမယ်ပြီးရင်တော့ငရုတ်သီးစိမ်းလေးတွေကိုဒါပလေးလီးပါမယ်ငရုတ်သီးလေးမိဆိုလို့ရှိရင်တော့နည်းနည်းပေးလေးကိုလည်းဓားလေးနဲ့ဒါကြီးလေးဖြစ်အောင်ပေါ့နော်လှီးပေးလိုက်ပါမယ်တလက်စားတဲ့ channel လေးကိုကြိုက်တက်တဲ့ဆိုလို့ရှိရင်တော့ like and subscribe လုပ်ပေးကြပါဦးเนาะဒီနေ့တုတ်ပြသွားတဲ့ခရမ်းသီးမီဖုတ်အလွယ်နည်းလေးကိုလည်းကြိုက်တက်တဲ့ဆိုလို့ရှိရင်တော့ like လေးလုပ်သွားပေးကြပါဦးเนาะအဲ့တော့နောက်ဆုံးအနေနဲ့လွယ်ကူရိုးရှင်းလှတဲ့ခရမ်းသီးမီဖုတ်တုတ်လေးကိုရရှိပြီပဲဖြစ်ပါရဲ့ရှင်ကြည့်ရှုပေးကြတဲ့တယောက်ချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်